ခမားလဲတွေ့ဘူးမောက်တချို့လူတွေနှစ်ပေါင်းများစွာမအောင်မမြင်ဖြစ်နေတာညံမကောင်းလို့အရေးချင်းမရှိလို့မဟုတ်ဘဲနဲ့စီကံမရှိလို့ဖြစ်နေကြတာ project အသစ်တစ်ခုစပြီးရေးဆိုရင်အရန်တက်ကြွတယ်နှစ်ပတ်သုံးပတ်လောက်လုပ်ပြီးသွားရင်ပြက်ပြန်ရောရီမန်းချက်အကြီးကြီးတွေကိုတက်တက်ကြွကြွနဲ့ချလိုက်ပြီးတဲ့အခါကျရင်မလုပ်ဖြစ်တော့ဘဲနဲ့ထိုင်ကြည့်နေလိုက်တယ်ကျွန်တော်လဲနှစ်ပေါင်းများစွာရွာလဲနေတာပါပဲဘယ်ချိန်ကျမှစပြီးတော့အဆင်ပြေလာတယ်လဲဆိုတော့စီကန်းဆိုတော့မွေးကလေးကပါလာတာမဟုတ်ဘူး certificate တစ်ခုယူသလိုသင်တန်းတစ်ခုတက်သလို scale တစ်ခုပဲ step by step တိဆောက်ယူရတာအဲ့ဒါကိုကောင်းကောင်းသဘောပေါက်လာတဲ့အချိန်ကြာတော့မှပဲစပြီးတော့အဆင်ပြေလာတော့အဲ့ဒါကြောင့်ဒီဗီဒီယိုလေးမှာစီကန်းတိဆောက်မှုအတွက်အသုံးဝင်တဲ့နည်းပညာလေးခုကိုမျှဝေခြင်းပါတယ်ဒီဟာတွေက theory တက်တက်မဟုတ်ပါဘူးတကယ်လက်တွေ့ဘဝမှာအသုံးဝင်တဲ့စီကန်းတိဆောက်ပုံနည်းပညာတွေပါဒီဟာတွေနဲ့ပဲကျွန်တော်လဲကောက်ရိုးပြီးအဆင့်ရနေပြီးတော့တနေ့တလန်ပကံဘယ်မျိုးအဆင့်ကိုရောက်လာတာပေါ့နော် click လုပ်တာဆိုရင်အခုဆိုရင်ပြည့်ရမရှိဘဲနဲ့ click လုပ်နေတာရက်ပေါင်း1230ရှိနေပြီ video create လုပ်တာလည်းအရှိရ channel တစ်ခုဆိုရင် video 15ခုနဲ့ရပ်သွားတာအခုဒီ channel မှာကျတော့ video ပေါင်းက86ခုတောင်ရှိလာပြီအဲ့ဒါကြောင့်ခင်ဗျားစီးပွားရေးလုပ်ငန်းတစ်ခုကိုထူထောင်ချင်တာလား fit ဖြစ်ချင်တာလား scale အသစ်တစ်ခုကိုသင်ယူချင်တာလားပညာရပ်အသစ်တစ်ခုကိုသင်ယူချင်တာလားအဲ့ဒါတွေအတွက်ဆိုရင်ဒီစီကန်းတိဆောက်မှုနည်းပညာ၄ခုကခင်ဗျားကိုအကူအညီပေးပါလိမ့်မယ်နံပါတ်1က implementation intention ကိုသုံးပါဒီ technique ကအကြီးဆုံးအသုံးတဲ့ဆုံးပဲသူကဘာလဲဆိုတော့ကိုကဘာကိုလုံးပါလဲဘယ်အချိန်မှာလုံးပါလဲဘယ်နေရာမှာလုံးပါလဲဆိုတာတွေကိုကြိုပြီးတော့တိတိကျကျဆုံးဖြတ်ထားတဲ့ technique ဥပမာခင်ဗျားငါလေ့ကျင့်ခန်းပို့လုပ်မယ်လို့မပြောတော့အဲ့ဒီစာတနင်္လာဗုဒ္ဓတောက်ကြမနက်9နာရီမှာဆိုရင်ငါအဲကန်းထဲမှာနိုင်ဝဲလေ့ကျင့်ခန်းလုပ်မယ်လို့တိတိကျကျပြောရသူဒေသနာအရဆိုရင်ဒီ implementation intention method ကိုသုံးတဲ့သူတွေကတခုခုလုပ်တော့မယ်ဟေ့ဆိုရင်မသုံးတဲ့သူတွေထက်300ရာခိုင်နှုန်းတော့ပို့ပြီးတော့ကိုလုပ်ဖြစ်ကြတယ်သူကဘာဖြစ်လို့အရန်ကောင်းနေတာလဲဆိုတော့သူ့မှာ decision making process ဆိုတာမရှိတော့ခင်ဗျားလေ့ကျင့်ခန်းလုပ်မယ်မလုပ်ဘူးဆိုတော့စဉ်းစားကြရမလို့လုပ်မယ်လို့စဉ်းစားထားပြီးသားဖြစ်နေဘယ်အချိန်မှာလုပ်မယ်ဘယ်နေရာမှာလုပ်မယ်ဆိုတော့လည်းထပ်ပြီးတော့တွေးနေကြမလို့တခါလဲစဉ်းစားထားပြီးသားဖြစ်နေပြီလုပ်ဖို့ပဲကြံတော့တယ်အဲ့ဒါကြောင့်လုပ်ဖြစ်သွားကျွန်တော်ကတော့ဒီ implementation intention method ကိုကျွန်တော် live ကအရေးကြီးတဲ့ကိစ္စတွေတိုင်းမှာသုံးပြတယ်သူက James Clear ရဲ့ Atomic Habit စာအုပ်ထဲကလာတာ I will behavior at time in this location ကျွန်တော်ကလေ့ကျင့်ခန်းကိုမနက်9နာရီမှာဟဲကန်ထဲမှာလုပ်မယ်အဲ့လိုမျိုးပေါ့စိတ်ကတီးတီးကြကြရှင်းရှင်းလင်းလင်းနဲ့ကြိုပြီးတော့သိနေတဲ့အခါကျတော့လှုပ်ဖြစ်ဖို့အတွက်ကအလားအလာပိုများသွားတယ်ဒါပေမဲ့အတားအဆီးတစ်ခုကဘာရှိတတ်တယ်လဲဆိုတော့ကိုယ့်ရဲ့ရည်မှန်းချက် intention နဲ့ကိုယ့်ရဲ့တကယ်လှုပ်ဆောင်ချက် action နဲ့ဟာကွာဟနေတဲ့ gap ဖြစ်နေတဲ့ဘာလို့ဆိုလိုတာလဲဆိုတော့ကိုကလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာသိတယ်ဒါပေမဲ့ခုံပေါ်ကနေမထားဖြစ်သေးဘူးကိုကစာရေးရမယ်ဆိုတာသိတယ်ဒါပေမဲ့ခုချိန်ထိ blank page ကြီးကိုငေးကြည့်နေတော့မယ်အဲ့လိုမျိုးပေါ့ဘာမှန်းတော့မသိဘူးတစုံတရာကိုတားဆီးနေတာအဲ့ဒီအချိန်မျိုးမှာ54321 method ကဝင်လာတော့တာပဲဒီ54321 method ကရည်စရာကောင်းလောက်အောင်ကိုရှင်းတယ်သူကဘာလဲဆိုတော့ကိုကအတားဆီးတစ်ခုခုကိုခံစားနေရတဲ့ hey ဆိုရင် resistance တစ်ခုခုကိုခံစားနေရတဲ့ hey ဆိုရင်54321ဆိုပြီးတော့9နဲ့1ထိနောက်ပြန်ရေးတာ1ကိုရောက်သွားပြီ hey ဆိုတာနဲ့ကိုက physical action တစ်ခုခုကိုစလုပ်ဒီ54321 method ကဘာလုပ်တာလဲဆိုတော့ကိုယ့်ရဲ့အုံနောက်ကိုအတွေးလွန်နေတာတွေကိုရပ်တန့်ပလိုက်တာသူကအုံနောက်ကိုစိတ်ခံစားမှုအချမ်း emotional အချမ်းနေပြီးတော့လက်တွေ့လှုပ်ဆောင်ချက်အချမ်း action အချမ်းဘက်ကိုပြောင်းပြစ်အဲ့ဒါလိုလှုပ်လိုက်ရင်ခြီတုံချတုံဖြစ်နေတာတွေကပြတ်ထွက်သွားတယ်အဲ့ဒါကြောင့်54321ဆိုရင် physical action တစ်ခုခုကိုစပြီးတော့လှုပ်လိုက်54321အဲ့ရထားလိုက်တယ် snooze မလုပ်တော့ဘူးတမေးမမေးတော့ဘူးကျွန်တော် YouTube video တွေရိုက်တဲ့အချိန်ဆိုရင်လည်းအဲ့ဒီအတိုင်းပဲတခါလေမရိုက်ချင်တအားပြင်းတယ်နေကင်းကြမှာရိုက်ပါမယ်လို့နောက်နေ့မှရိုက်လည်းဖြစ်ပါမယ်လို့ခဏခဏဖြစ်အဲ့ဒီအခါမျိုးဆိုရင်54321 1ရောက်ပြီဆိုတာနဲ့အနည်းဆုံးတော့ဒီအခန်းထဲကိုရောက်လာပြီးတော့
record ခလုတ်လေးတော့နှိပ်ထည့်လိုက်တာပဲသူကခန္ဓာကိုယ်ကလှုပ်ရှားနေပြီဆိုတော့အုံနောက်ကဘာမှပြောချင်တိတ်ပြီးတော့မရှိတော့5 4 3 2 1ဆိုတာနဲ့ physical action တစ်ခုခုကိုစလုပ်ဘာချွင်းချက်မှမရှိဘူးဘာအကြောင်းပြချက်မှမရှိအကယ်၍5 4 3 2 1ဆိုပြီးတော့1ရောက်သွားပြီမဲ့လဲစမလုပ်ဖြစ်ဘူးကိုနဲ့စပြီးတော့ညှိနှိုင်းနေပြီနောက်မှလုပ်လဲရပါတယ်လို့ပြောလို့စပြီးတော့ပြောနေပြီဆိုရင်တော့ဒီ5 4 3 2 1 method က power မရှိတော့ပြီးတော့ကိုကစီကန်းရှိနဲ့မပြတ်မကွက်လှုပ်ဖြစ်နေတာတွေကိုကလန်ဒါလိုဟာမျိုးနဲ့အမှတ်အသားပြုတာမှတ်တမ်းတင်ထား track your progress နေရာမှာကတ်ထားတာပဲဖြစ်ဖြစ် desktop ပေါ်မှာတင်ထားတာပဲဖြစ်ဖြစ်ကို phone screen မှာတင်ထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်စာအုပ်ထဲမှာရေးထားတာပဲဖြစ်ဖြစ်နေ့တိုင်းအလွယ်တကူမြင်ရတဲ့နေရာမျိုးမှာထားအဲ့ဒါကိုမြင်နေရရင်လူကပို့ပြီးတော့ motivate ဖြစ်တယ်အဲ့ဒါကြောင့်ပို့ပြီးတော့လှုပ်ဖြစ်ဖို့များတယ် click application တွေကိုကြည့်လိုက်ဘယ်နှမရတယ်ဘယ်နှရက်စတိုက်လှုပ်ဖြစ်တယ်ဘယ်အဆင့်ကိုရောက်နေပြီစသည်ဖြင့်ပေါ့အဲ့ဒါမျိုးလေးတွေထည့်ပေးတာအဲ့ဒါတွေကိုမြင်တဲ့အခါကျရင်လူက motivate ဖြစ်တယ်လှုပ်ဖြစ်ဖို့အတွက်ကအလားအလာပိုများလာစီကံရှိဖို့အတွက်အလားအလာပိုများသွားတယ်စီကံနဲ့ပတ်သက်လာရင်အကြီးမားဆုံးအမှားတစ်ခုကတော့နေချင်းညချင်းအပြောင်းလဲအကြီးတွေကိုလှုပ်ဖို့ကြိုးစားမိရပါကိုကဂျင်သွားပြတာ3နှစ်လောက်ရှိနေရကနေပြီးတော့မနက်တိုင်း6နာရီမှဂျင်သွားမယ်တပတ်ကို6ရက်ဂျင်သွားမယ်ဆိုတာမျိုးမလုပ်နဲ့ကားသွားလိုက်ကိုကစာမဖတ်ဖြစ်တာ3နှစ်လောက်ရှိနေရကနေပြီးတော့နေ့တိုင်းစာဖတ်မယ်တပတ်ကိုတအုပ်ပြီးအောင်ဖတ်မယ်လို့ပါတော့မလုပ်နဲ့အုံနောက်ကမီးတောက်သွားလိုက်အဲ့ဒါကြောင့်ကိုကဆဆချင်းမှဆိုရင်ရည်စရာကောင်းဆောင်ကိုသိငယ်တဲ့အဆင့်လေးတွေကစတပတ်ကို2ရက်ဂျင်သွားမယ်လို့တနေ့ကိုနာရီဝက်စာဖတ်မယ်လို့ကနေစလုပ်စီကန်းဆိုတာတနေ့တသမတ်ထဲမပြတ်မကွက်လှုပ်ဆောင်မှုတွေရာကနေပြီးတော့တဖြည်းဖြည်းချင်းတိဆောက်ယူရတာသူကတိုးရင်းမောင်းလို့ပဲတနေ့နည်းချင်းစီနဲ့ကြာလာတော့အများကြီးစုပြီးအကြီးဖြစ်သွားတာစာများရေးရင်းနေဆိုရင်တနေ့ကို slow ရေ90နဲ့အစ1000နဲ့မစနဲ့ပုံမှန် click လုပ်ရှင်းနေဆိုရင်တနေ့ကို2 point လောက်နဲ့အစတနေ့ကို point 30လောက်နဲ့မစနဲ့အဲဒါလိုရည်စရာကောင်းလောက်တင်းခဲ့တဲ့အဆင့်ကနေစလုပ်တဲ့အခါကျတော့ဘာဖြစ်လာသလဲဆိုရင်အရေးကြီးတဲ့နှစ်ခုဖြစ်လာနံပါတ်1ကမလုပ်ဖြစ်ဖို့အလားအလာ3ညနီးပါးရှိနေတာကြောင့်တကယ်လှုပ်ဖြစ်သွားတယ်နံပါတ်2ကအဲဒါလိုတကယ်လှုပ်ဖြစ်သွားတဲ့အတွက်ကိုလုံးမယ်လို့ပြောထားပြီးရင်တကယ်လှုပ်ဖြစ်အောင်လှုပ်တဲ့သူပါလားလို့အထင်ရောက်လာကိုယ့်ရဲ့ identity ကပြောင်းလာတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကစီကံရှိတဲ့သူတကယ်လှုပ်ဖြစ်တဲ့သူဖြစ်သွားတယ် content creator တွေဆိုရင်ပို့ပြီးတော့သတိထားမိပါလိမ့်မယ်ဗီဒီယိုဖန်တီးတဲ့ဆိုတာစာရေးတာပဲကျွန်တော်တို့ YouTube ဗီဒီယိုတွေအကုန်လုံးကမရိုက်ခင်မှာစာနဲ့ကြိုပြီးတော့ကိုရေးထားတာအဲ့လို့ဆိုတော့ကျွန်တော်တို့တွေကတနေ့စာရေးရတဲ့ကိစ္စနဲ့ရှောင်လွဲလို့မရဘူးအဲ့ဒါကြောင့်နေ့တိုင်းစာရေးတဲ့အကျင့်ကိုရကျင်နေဆိုရင်စချင်းမှာတော့တနေ့15မိနစ်ကနေစာရေးရပဲအဲ့ဒီလိုနဲ့မပြတ်မကွက်ရေး3-4နှစ်လောက်ကြာလာတဲ့အခါကျတော့တနေ့ကို1နာရီ2နာရီလောက်ရေးနေလေပင်ပန်းတယ်လို့မထင်တော့ပါဘူးဒီလိုစာရေးတဲ့ဆိုတာကကိုယ့်ရဲ့ identity တစ်ခုလို့ဖြစ်သွားပါလေရောအဲ့ဒါကြောင့်တည်ကိုလေးတွေကနေစလုပ်ပါဂျပန်ရဲ့ Kaizen ဆိုတဲ့ method လို့ပေါ့နော်အသေးငယ်ဆုံးအဆင့်လေးတွေကနေစပြီးတော့ကိုလုပ်ကြတာဥပမာခင်ဗျားကိုလုံးနေတဲ့အလုပ်ကိုပိုကောင်းအောင်လုပ်ချင်နေဆိုပါစို့အဲ့ဒါဆိုရင်အများကြီးမလို့တနေ့ကို1မိနစ်ပဲငါလုပ်နေတဲ့အလုပ်ကိုပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားတယ်တနေ့ကို1မိနစ်ပဲစဉ်းစားတယ်အဖြေရရင် idea ပေါ်လာရင်ချရေးတယ်မပေါ်ရင်လည်းမပေါ်ဘူးပေါ့ဒါပေမဲ့နေ့တိုင်းစဉ်းစားတယ်စဉ်းစားတိုင်းမှလည်း1မိနစ်ပဲစဉ်းစား1မိနစ်ပဲစဉ်းစားရတဲ့အတွက်ကြောင့်ပင်ပန်းတယ်လို့လည်းမခံစားရဒါပေမဲ့အဲ့လိုမျိုးနဲ့နှစ်ပေါင်းများစွာစဉ်းစားလာတဲ့အခါကျတော့ဘာဖြစ်လာသလဲဆိုရင်ခင်ဗျားကပိုကောင်းတဲ့နီလန်းတွေကိုရှာတွေ့လာတော့တာပဲစီကန်းတိစားမှုနည်းပညာဆိုတာအဲ့လားပါပဲ implementation intention method ကိုသုံးကိုကဘာကိုဘယ်အချိန်မှာဘယ်နေရာမှာလုပ်မယ်ဆိုတာကိုတိတိကျကျအကျိုးစဉ်းစားထားအကယ်၍မလုပ်ဖြစ်သေးဘဲနဲ့ resistance တစ်ခုခုကိုခံစားနေရတဲ့ဟေးဆိုရင်5 4 3 2 1အဲ့ဒီ method ကိုသုံးပြီးရဲ့အခါကျတော့ကိုလှုပ်ဖြစ်နေတယ်ဆိုတာတွေကိုကြည့်ပြီးတော့ motivate ဖြစ်အောင်လို့ calendar လိုဟာမျိုးလေးတွေနဲ့အမှတ်အသားလေးတွေလုပ်ထား track your progress ပြီးတဲ့အခါကျတော့လုပ်ကိုလှုပ်ဖြစ်အောင်လို့အသေးငယ်ဆုံးအဆင့်လေးတွေကစအဲ့ဒါပါပဲ